အားလုံးပဲမင်္ဂလာပါဘာမီဘလော့ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ထိုင်းစည်းကိတ်မှာမိထက်လူပါဝင်လာမယ်ဆိုတဲ့အကြောင်းကိုမျှဝေပေးခြင်းပါတယ်စည်းကိတ်မှာမြန်မာမျိုးသမီးအသင်းနဲ့အတူမြင်တွေ့ရမယ့်ဝန်သိမ့်ကထွန်းနဲ့မိထက်လူမြန်မာလူရေးစင်မျိုးသမီးဘောလုံးအသင်းရဲ့ကစားသမားတွေဖြစ်ကြတဲ့ဝန်သိမ့်ကထွန်းနဲ့မိထက်လူတို့ဟာလာမယ့်ဒီဇင်ဘာထိုင်းစည်းကိတ်မှာအသင်းနဲ့ပူးပေါင်းပါဝင်မှာဖြစ်တယ်လို့သိရပါတယ်မြန်မာလူရေးစင်မျိုးသမီးအသင်းအနေနဲ့လာမယ့်ဒီဇင်ဘာ9ရက်မှာစတင်ရှင်ပြိုင်ရမယ့်ထိုင်းစည်းကိတ်အတွက်လက်ရှိပနာမရွေးချယ်ထားတဲ့ကစားသမားတွေနဲ့အတူလေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေလျက်ရှိပြီးပြပရောက်နေတဲ့စူပါကစားသမား2ဦးကတော့အသင်းနဲ့ပူးပေါင်းနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်လက်ရှိမလေးရှားကလပ်စာပါအသင်းမှာကစားနေတဲ့တိုက်စစ်မှုဝန်သိကထွန်းအနေနဲ့စီကဲပြိုင်ပွဲမှာမြန်မာလူရေးစင်မျိုးသမီးအသင်းနဲ့ပူးပေါင်းနိုင်ဖို့အတွက်လာမယ့်နိုဝင်ဘာ28ရက်နေ့မှာမြန်မာနိုင်ငံကိုရောက်ရှိလာမှာဖြစ်ပြီးအမေရိကန်မှာကျောင်းတက်နေတဲ့မိထက်လူကတော့ပြိုင်ပွဲမတိုင်ခင်ထိုင်းနိုင်ငံကိုဓာတ်ရိုက်လာရောက်ပူးပေါင်းမယ်လို့အသင်းထံကသိရပါတယ်မိထက်လူကိုယ်တိုင်ကလည်းသူ့ရဲ့တရားဝင်လူမှုကွန်ရက်စာမျက်နှာကနေထိုင်းမှာပြန်တွေ့မယ်လို့ပြည်သက်တီဆန်ပြီးခဲ့တဲ့ရက်ပိုင်းကသတင်းစကားပါထားပါတယ်ဂျပန်လူမျိုးလိပြချုပ်ယူကီတက်ဆူရိုကိုင်တွင်နေတဲ့မြန်မာလူရေးစင်မျိုးသမီးအသင်းအနေနဲ့ပြည်သက်တွေတည်ကျင်နေတဲ့အပြည့်သက်လူစင်းကိုတော့ရက်ပိုင်းအတွင်းထုတ်ပြန်သွားဖို့ရှိနေပါတယ်မျိုးသမီးအသင်းတွေအားထားရတဲ့အဓိကကစားသမားတို့ဖြစ်တဲ့တိုက်စစ်မှုဝင်းသိန်းကရိုအနေနဲ့ပြီးခဲ့တဲ့ဩဂုတ်လအတွင်းကနောက်ဆုံးရှင်ပြိုင်ခဲ့တဲ့အာဆီယံမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာတွင်ကို9ဂိုးထိရရှိခဲ့ကပြိုင်ပွဲရဲ့တွင်ကိုအများဆုံးကစားသမားဖြစ်အခြေစွမ်းပြနိုင်ခဲ့တယ်လို့အသင်းကိုလည်းဒီပြိုင်ပွဲမှာဒုတိယဆုရရှိအောင်အကောင်းဆုံးပံ့ပိုးပေးနိုင်ခဲ့တာဖြစ်ပါတယ်မြန်မာလူရေးစင်မျိုးသမီးအသင်းအနေနဲ့လာမယ့်ထိုင်းစည်းကိတ်မှာတော့ဖိလစ်ပိုင်မလေးရှားဗီယက်နမ်အသင်းတွေနဲ့တုံးစုတဲ့ကြားရောက်နေပြီးဒီဇင်ဘာ9ရက်နေ့မှာဖိလစ်ပိုင်အသင်းဒီဇင်ဘာ10ရက်နေ့မှာမလေးရှားအသင်းနဲ့ဒီဇင်ဘာ17ရက်နေ့မှာဗီယက်နမ်အသင်းတို့နဲ့အုပ်စုပွဲစဉ်တွေဖြစ်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့2023ကမ္ဘောဒီးယားစည်းကိတ်မှာတော့မြန်မာလူရေးစင်မျိုးသမီးအသင်းအနေနဲ့ငွေတစ်စိမ့်စုရယူထားနိုင်ခဲ့တာဖြစ်ပြီးသူတို့ရဲ့စည်းကိတ်ရွှေစုအိမ်မက်ကိုအခုတစ်ချိန်မှာမြင်တွေ့ရမလားစောင့်ကြည့်သွားမှာဖြစ်ပါတယ်ထူးခြားမှုတစ်ခုအနေနဲ့ပြီးခဲ့တဲ့2023စီးကိန်းတုန်းကလည်းမျိုးသမီးအသင်းအနေနဲ့အုပ်စုအဆင့်မှာဒီပြိုင်ပွဲ3နိုင်ငံနဲ့ပဲတအုပ်စုတဲ့ကြားရောက်ခဲ့တာဖြစ်ပြီးအဆိုပါ2023စီးကိန်းတုန်းကတော့အမျိုးသမီးအသင်းအနေနဲ့အုပ်စုအဆင့်မှာရောနောက်ဆုံးဘောလုံးအဆင့်မှာပါဗီယက်နမ်တသင်းတဲ့ကိုရှုံးနေခဲ့ပြီးချန်ပီယံရွှေတံဆိပ်ဆုနဲ့လွဲခဲ့ရတာဖြစ်ပါတယ်အခုထိုင်းစီးကိန်းမှာရောရွှေတံဆိပ်ဆုရရှိနိုင်မလားပြည်သက်ကြီးရဲ့အမြင်ကိုလည်းမျှဝေပေးခဲ့ကြပါဦး